အားလုံးပဲမင်္ဂလာပါဖျားရှင်ကောင်းမြတ်ပါတယ်ဖျားနိုင်နာယူတက်ခြင်းရဲ့ဖျားရဲ့အချိန်ဆိုတော့အချိန်ဖြစ်ပါတယ်ကျွန်တော်ဖျားတခင်နဲ့အနာယူတက်ဖို့ရည်ကြီးပါတယ်လောကကြီးထဲမှာကျွန်တော်ကိုယ်အချိန်နဲ့ကိုယ်အတွေ့နဲ့ကိုယ်သွားလာလှုပ်ရှားနေကြပါတယ်ဖျားရှင်ကဖျားရဲ့မျက်မှောက်တော်ကနေရာတိုင်းမှာရှိတယ်ကျွန်တော်တို့ထဲမှာဖျားရဲ့ကောင်းကင်နိုင်ငံရှိပါတယ်အဲဒါကိုပြန်လဲရှာပြီးတော့မှကျွန်တော်တို့မြင်ဖို့တွေ့ဖြစ်ရတယ်အနာယူတက်ခြင်းနဲ့ဖခင်ရဲ့အချိန်ဆိုရယ်ယေရှုခရစ်တော်ကဖခင်ရဲ့အချိန်ထဲမှာပဲအလုပ်လုပ်တော့တာတွေ့ရပါတယ်ကျွန်တော်တို့တက်တာတွေမှာလည်းယေရှုခရစ်တော်ရဲ့နောက်လိုက်တွေလည်းဖခင်ရဲ့အချိန်ထဲမှာအသက်ရှင်တတ်ဖို့အရေးကြီးပါတယ်ဆိုတဲ့အကြောင်းဟောပေးချင်ပါတယ်ဘုရားနိုင်နာယူတက်ခြင်းတွေဖြစ်လာတာတို့ရဲ့အရာသာဘူပစရာမရှိလို့ဒီလောကကြီးရဲ့အချိန်မဟုတ်တော့ချိန်နဲ့အသက်ရှင်နေတော့ဝိညာဉ်လူသားဒီလူတော်ကစေတာတာလူရဲ့အတွေ့ခေါ်တဲ့မှာယုံထွက်လာတော့ယုံကြည်ခြင်းပေးနေတော့ဘုရားရဲ့အစိတ်တော်တွေ့တော့သူအောင်မြင်ပြီးသားဆုံးရှုံးမှုများမရှိတော့ဘူးကားတိုင်းပေါ်အခြေကား၍နှုတ်ပြီးသက်သာကောင်းကြီးများပေးပြီးခံရတော့တန်ကြများလဲအနာပြောင်းစေပြီအသက်ရှင်လာဘုရားရဲ့နှုတ်ဘတော်တွေ့မြင်ပြီးဘုရားရဲ့ဂတိစကားတွေ